ဆရာပြောလို့ရွာရောက်ပါမလားငါတို့ခီးဆက်လာတာလမ်းတစ်ဝက်တောင်ရောက်နေပြီခီးဆိုရင်တော့ရွာအတွင်းမှာပေါ့ခီးကနေမြန်ဆုံးမဆရာရေဟိုကျုပ်ဘက်ရဒီမှာဒီပြဿနာတက်နိုင်လေကတော်ထဲမှာတော့ရောက်နေပြီပဲထမ်းမြင်မင်းကိစ္စအဆင်ပြေလို့ရှင်းလို့မရဘူးဟာဆရာရေကျုပ်ဘလောက်လေးအတန်းကြိုက်လေးဆိုတာဆရာလေးသိရသားနဲ့ဗျာကဲအဲ့ဒါတော့မင်းကြောင်းနေမယ်နော်ချိန်လည်းတိတ်မရှိတော့ငါတို့ခီးဆက်ကြအောင်ခေါ်ပြီဘာလို့လဲဆရာဒီနေရာကအနံ့တက်မကောင်းဘူးခွာဆရာလိုက်တယ်ဗျာခင်ဗျားလေဆရာဒီကအကိုလေးတို့ဘယ်ကိုခီးဆက်ကြမှာလဲဗျကျုပ်ကသမားတော်တယောက်ပါသမားတော်ဆိုတော့စေကူကိုတခီးဆက်ရတာပါဩဒါနဲ့ကိုဒီနေ့တော့မှအိတ်တာရှိလားဗျဟိုနားလေးမှာတော့အကိုတင်းတဲ့အိမ်သာရှိတယ်ညီဆရာအဲ့ဆိုလည်းကျွန်တော်ကိစ္စသွားရှင်းလိုက်အောင်မယ်ပြပါဒါနဲ့ဆရာတို့ဘယ်ရွာကိုခီးဆက်ကြမှာလဲဗျကျုပ်ကကျုံနှန်းရွာခီးဆက်မှာပါဗျာကျုံနှန်းရွာဒီအကူကကျုံနှန်းရွာသိတာအဲ့သိကြပါဗျာအဲ့ရွာကနာမည်ဆိုးနဲ့နာမည်ကြီးတယ်လို့ပညာသည်တွေကလည်းပေါ်ရဗျသူတစ်ဖြင့်ဆရာတို့လိုစေးလာကုတဲ့တမားတော်တွေကပဲတက်ဆိုးမရှိကြတာညားတယ်ဗျအဲ့ရွာမသွားပဲနဲ့လာရလန်းတိုင်ပြန်လက်သွားမယ်ဆိုရင်ပိုကောင်းလိမ့်မယ်ကျုပ်သတိပေးပြစီလူဆိုတာတည်တနေ့မွေးတနေ့ပါအဲ့ဒီရွာကဘလောက်ပဲနာမည်ဆိုးနဲ့ကြော်ကြားနေပါစေလူတယောက်ရဲ့အသက်ကိုကယ်လို့တက်ဆိုးမရှိဘူးဆိုရင်အဲ့ဒီတက်ဆိုးမရှိတဲ့အရာကျုပ်ရရကြီးလက်ခံရပါတယ်ဒီရအကူကသာကိုလုံးရမယ့်အလုပ်ကိုသာအာရုံစိုက်ပါကျုပ်ကစေတနာနဲ့သတိပေးတာပါဆရာတော်ညီနဲ့တော့ပါကျုပ်ကတော့ဝါခုတ်ရရှိလို့သူသွားလိုက်မှာဗျာကောင်းပါဟိုခုမှပဲနေတာထဲလာပြီတော့နာလာရဘေးလန်ကိုလာလာဒီအော်ဒီရောဒီမှာဟာထဲမြက်တယောက်ကတော့ကွာသူ့ကိစ္စမပြီးသေးဘူးလားမသိအချိန်ကတိတ်မရှိပါဘူးဆိုဘယ်တွေရောက်လို့ဘယ်တွေပေါက်နေပြီဘယ်သူရောဟဲ့လူဟာခိုးလို့နေပြီလားကြည့်ဆရာပြန်ပြောပြဆရာဆမ်းလေမင်းအလို့ရင်းနဲ့ဘာဖြစ်လဲဆရာရေးတော့ကိုနားမလူပြောသတိလေးနေရလားပြင်နေရလားမသိဆရာရေး
တူချင်းဆက်ပြီးကျွန်တော်ပြေးလာတာပဲ ဟာအဲ့ဒါသွားကြည့်ရအောင်ဒီပြောရတည်လေးလား ဟုတ်ဆရာဒီလိုပဲ တေချာကြည့် ဟာဆရာဘာခုနကျွန်တော်တို့တွေ့လိုက်တဲ့အကူမလားဘလို့ဒီထဲမှာလင်းနေရလဲဆရာပြီးတော့ရှမ်းနဲ့တူရှိနေတဲ့ကူအောင် ငါတို့ဒီနေရာကိုအခြေချကြတဲ့ကပုံမှန်မဟုတ်ဆိုတာငါတတိထားမယ် ဆရာ ခုနကတွေ့တဲ့အကူကလေငါတို့ပုတ်ထွက်ခြင်းလို့လူသားတယောက်မဟုတ် ငါလူသားမဟုတ်ဆရာအဲ့ဆိုအဲ့အကူကဘာလုပ်လဲ ထားလိုက်တော့ထက်မြင်ငါတို့မှအချိန်သိမ့်မရှိဒီလူကိုဘယ်ကင်းတဲ့နေရာတည်သွားကြအောင် ကောင်းတယ်